ကောင်းလေးတယောက်ပထမဆုံးနေ့ရွှေတူးရမှာနွားချေခဲတစ်ခုသာတူးဖို့ရရှိခဲ့တော့ရွာသားတွေရဲ့ဝိုင်းဝန်းရီမောတောက်ကိုခံခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီကောင်းလေးကနွားချေခဲကိုခွာကြည့်လိုက်တဲ့အခါမှာအတွင်းထဲမှာရွှေစစ်တစ်စိထွက်ပေါ်လာတော့အားလုံးကအံ့ဩသင့်သွားရတယ်။ရွာသားတွေကဒီကောင်းလေးကိုကံကောင်းလွန်းနေရလို့ထင်မှတ်မိတော့လဲအမှန်စင်စစ်သူ့ရဲ့ကိုယ်ပေါ်မှာတတ်ထုရှာဖွေရေးစနစ် system တစ်ခုကိုတတ်ထားခြင်းပဲဖြစ်တယ်။လွန်ခဲ့တဲ့တရက်ကအဲ့ဒီကောင်လေးကတောင်ပေါ်မှာရွှေတူးရင်ကြောက်မိုင်းပြိုကျမှုမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်။အားလုံးကတော့သူသေးပြီလို့ထင်မှတ်ထားပေမဲ့လည်းနောက်တစ်နေ့မှာအံ့ဖွယ်နည်းနဲ့ပြန်လည်နိုးထလာရုံသာမကဘဲနဲ့တတ်ထုရှာဖွေရေးစနစ်ကိုပါပိုင်ဆိုင်သွားခဲ့တယ်။စနစ်ရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့အတွက်သူကတောင်ပေါ်သို့တစ်ခေါက်ပြန်တက်ဖို့ဆုံးဖြတ်ခဲ့တယ်။မိဘတွေကစိတ်မချတော့ဝမ်းကွဲအကူဖြစ်သူကိုအဖော်အဖြစ်ထည့်ပေးလိုက်ပြီးသူနေကောင်းလာတဲ့တဲ့ကြောင့်ရွာသားတွေကလည်းဆက်စုဖို့အတွက်လိုက်ပါလာကြတယ်။အဲ့ဒီတတ်ထုတွင်တောင်ကနှစ်ပေါင်းထောင်ချီတက်တန်းရှိပြီးလွန်ခဲ့တဲ့10စုနှစ်အနည်းငယ်အတွင်းအလွန်ကျွံတူးဖော်ခဲ့ကြတော့ရွှေကြောတွေကပျောက်ကွယ်လူနီးပါဖြစ်နေပါပြီ။ရွာသားတွေကလည်းလပေါင်းများစွာတူးပေမဲ့လည်းရွှေတစည်းမှမရခဲ့ကြပါဘူး။ကောင်းလေးကတော့သူတစ်ပါးတန်ရမဝင်စေဖို့တချင်းဆိုရင်စမ်းသက်ရှာဖွေကြည့်တဲ့အချိန်မှာပဲမိနစ်အနည်းငယ်အတွင်းစနစ်ကအတန်ပေးတဲ့စနစ်ထွက်ပေါ်လာတယ်။တူးကြည့်တဲ့အခါမှာငွေတုံးတုံးဖြစ်နေတော့သူကအနည်းငယ်စိတ်ပြတ်သွားပေမဲ့လည်းဝမ်းကကိုကတော့အခုကငွေစည်းတွေတက်နေတာဒီငွေတုံးကအနည်းဆုံးရွာ90ရတယ်လောဘပကြီးနဲ့လို့အားပေးခဲ့တယ်။ခဏကြာမှစနစ်ကထပ်မံအချက်ပြတော့ရွာသားတွေကဝိုင်းအောင်လာကြတယ်တူးဖော်ပြီးတဲ့နောက်ထွက်လာတာကနွားချေခဲဖြစ်နေတော့ကောင်းလေးကဒေါသတကြီးနဲ့နွားချေခဲကိုချိုးပစ်လိုက်တာအတွင်းမှာရွှေစစ်တစိကပ်ပါနာကိုတွေ့လိုက်ရတယ်အဲ့ဒီနေ့လယ်မှာပဲသူကစက်ရုံဟောင်းတစ်ခုရဲ့တန်တိုတန်ဆစွပ်ပြရနေရာကိုတွားရောက်ရှာဖွေတယ်ရွာသားတွေကတော့ဒီနေရာမှာရွှေထက်ရင်ထူးဆန်းတာပေါ့လို့လှောင်ပြောင်ကြပေမဲ့လည်းသူကဂိမ်းမဆိုင်ပဲနဲ့ဆက်ပြီးတော့ရှာတာရွှေနဲ့ငွေနှစ်မျိုးစလုံးကိုတပြိုင်နက်တည်းတူးဖော်ရရှိခဲ့တယ်အဲ့ဒီရွှေတုံးကတော့အ ਨੇ ဆုံးရွမ်ထောင်ချီတက်တန်းရှိတော့ကောင်းလေးကကန်ထိုးသွားပြီဖြစ်ကြောင်းအားလုံးကသိသွားကြတယ်ညနေဆောင်ရောက်တဲ့အခါမှာတောင်အောင်မှာရှိတဲ့အဝါရဲတိုင်းလေးစီသွားရောက်ပြီးတော့ရောင်းချကြတယ်။တခြားရွာသားတွေကတော့ဆယ်ကနန်းရာကနန်းသာရရှိပေမဲ့လည်းကောင်းလေးကတော့တနေ့ထဲနဲ့ရွမ်14,000ကိုရောင်းချခဲ့ရတယ်။သူကရရှိတဲ့ငွေတွေနဲ့ရွာသားတွေကိုမြို့ပေါ်ကိုခေါ်ပြီးတခန့်တနာကျွေးမွေးခဲ့တယ်။ဒါပေမဲ့ရွာထဲမှာတော့သတင်းကတော်မီလိုပြန့်နှံ့နေပြီးရွမ်1000မှ5000နောက်ဆုံး3သိန်းအထိကိုသတင်းကြီးသွားခဲ့တယ်။မိဘတွေကတော့သူခိုးတယ်လို့ထင်မှတ်လိုက်ကြတော့သူကအဖြစ်မှန်ကိုပြောပြပြီးမိဘနဲ့အမဖြစ်သူတွေကိုရွာ4000စီပေးကမ်းခဲ့တယ်။နောက်တစ်နေ့မှာသူကတောင်ပေါ်တက်ဖို့ပြန်ပြင်တဲ့အခါမှာအနီးနားမှာရှိတဲ့ရွာပေါင်းစုံကလူတွေကသူနဲ့အတူလိုက်ပါဖို့အတွက်စောင့်ဆိုင်းနေကြတယ်။သူသွားလေရာနောက်ကလူအုပ်ကြီးကတကောက်ကောက်လိုက်နေတော့သူကလည်းစနစ်ကိုပိတ်ထားပြီးဟန်ဆောင်ပြီးတော့ရှောက်တူးနေခဲ့ရတယ်။တမနက်လုံးဘာမှမရတော့ရွာသားတွေကသူကကံကောင်းနေုံနဲ့ဖြစ်နေတာပါလို့ယူဆပြီးတော့လက်လျှော့သွားကြတယ်။လူအုပ်များလာတာနဲ့အမျှတောင်ပေါ်မှာစီကန်းတွေပြည့်ရွံ့လာပြီးတယောက်ကရွှေတွေ့ရင်ကျန်တဲ့သူတွေကဝိုင်းလူတဲ့အခြေအနေကောင်ရောက်လာကြတယ်။အဲ့ဒါကြောင့်မဲ့အိမ်ကြီးချင်းတယောက်နဲ့အတူလူသူနေတဲ့နောက်ဖေးတောင်ဘက်ကိုခိုးထွက်ခဲ့ကြတယ်။အဲ့ဒီနေရာကလူနေပေမဲ့လည်းရွှေထနှုံးကအရန်နေတယ်။လူငယ်လေးကတော့စနစ်ရဲ့အကူအညီနဲ့ပစ္စည်းများစတိုက်ရပေမဲ့လည်းကျန်တဲ့လူတွေကတော့ဘာမှမရတော့စိတ်ပြတ်လာကြတယ်။အနေကင်းစေဖို့အတွက်လူငယ်လေးကနီလန်းတစ်တစ်ခုကိုစဉ်းစားဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။